အားလုံးပဲမင်္ဂလာပါရှင်။သူစာ audio book ကနေကြိုဆိုပါရစေ။ဒီနေ့မှာဆိုရင်တော့သူစာဖပြပေးမယ့်စာအုပ်လေးကဆီယမခင်ခင်တူရေးသားထားသောဈေးချင်းတောင်ဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်ရှင်။ဈေးချင်းတောင်အခန်း1ကျမတို့မိသားစုတီရော့ကကလေးစီကိုပြောင်းရွှေ့လာခဲ့တာသိမကြသေးပါ။2 လလောက်သာရှိပါအောင်မည်။မန္တလေးမြို့တစ်ကရော့ကတစ်ခုမှာကျမတို့နေထိုင်ရမှာဆိုတော့ပြောင်းမလာခင်ကလေးကဖုန်းကြီးကျောင်းတွေဈေးတွေစာတင်ကျောင်းတွေကျမကြီးအတွက်စီကန်းတွေကိုအရင်စနေနာထားခဲ့ရသည်ကံကောင်းသည်မှာအလွန်စီကားသောစီကြီးတစ်စေးနှင့်တိတ်မဝေးခြင်းဖြစ်ပါသည်ဈေးဆိုတာကလည်းကျမတို့အိမ်ရှင်မများအဖို့တော့အဓိကကျသောအကြောင်းရင်းတစ်ခုလို့ပင်ဆိုခြင်းပါသည်နေစာတူကစာရင်းနေရေးဝတ်ရေးကိစ္စတွေမှာဈေးကလည်းအရေးပါသည်အထူးသဖြင့်ဈေးနှင့်နီးတော့တွားရလာရလွယ်ကူသလိုကိုယ်တိုင်လည်းဈေးတွားဖြစ်သည်နေ့စဉ်နဲ့အမျှမနက်မိုးလင်းသည်နှင့်ပြည့်စုံတာမပြည့်စုံတာထားမိသားစုစားရေးတောက်တာကိုစီမံချက်ပြုတ်ရခြင်းအလုပ်သည်ပင်လွယ်မြောင်တဲ့ခက်သည့်ကိစ္စဖြစ်သည်မိသားစုဝင်တဦးချင်းစီ၏အကြိုက်ဖြစ်ဖို့မိသားစုအားလုံးတပြေးညီဖြစ်ဖို့ချွတ်ချွတ်ချောင်းချောင်းပေါ်ပေါ်လောလောဆိုတော့လေအဆက်အဟတ်တေဖို့စဉ်းစားရတာထမင်းမြင့်အောင်ဟင်းဆက်ကလေးအခက်ညီအောင်စဉ်းစားရတာလွယ်တာတော့မဟုတ်ရှိတာလေးနဲ့လှအောင်ဝင်ရတာလေးနဲ့လှအောင်စားဆိုသည့်စကားကစကားလေးလှသလောက်တကယ်တမ်းကြတော့တွေ့ရတာကပင်ကောင်းစားလှပါသည်မနဲ့ဘာဝယ်ရမလဲဘာချက်ရမလဲဆိုတာကိုမနဲ့မိုးလင်းလင်းချင်းမေတ္တာသုံးမှမရွှေ့ရခင်တခါညအိယာထဲမှာပင်စိတ်လက်မအားတွေးတောဆင်ခြင်နေရပါသည်ဟုဆိုရင်လွန်သူဟုမထင်စေချင်ပါတကယ်လက်တွေ့စေနဲ့နှစ်နှစ်ချင်းဆိုင်ရတာဝေရချမ်းရတာကျမတို့အိမ်ရှင်မများမဟုတ်လားအိမ်ဦးနဲ့ဤကျေးဇူးလည်းကြီးပါ၏ကျမတို့မိမသားတွေကလည်းတက်တာလှတာတော့မဟုတ်ပါကျမတို့နေထိုင်ပြီးမြို့တစ်ကဈေးနဲ့နေသည့်အတွက်မနက်ခင်းပါဟိယကလေးတွေပြီးလင်ဈေးချင်းတောင်လေးဆွဲဈေးသွားရင်လမ်းလျှောက်ဖြစ်မိကိုယ်တိုင်မျက်မြင်ဝေရတာဆိုတော့စိမ့်စိမ့်ဆူဆူလက်လက်ဆက်ဆက်ကလေးစားရမည်အ ਨੇ ဆုံးဈေးသွားဆိုင်ကားကတက်တာမည်စားသည့်အတွေ့များဖြင့်မြို့တစ်ကိုမပြောင်းခင်ကလေးကကြိုတင်ပြောထားနေပြီဒီပြောင်းမလာခင်ကျမတို့နေခဲ့သောမြစ်စိတ်ကန္နာက13လုံးတန်းအေယာထွန်းရက်ကွက်တိုက်တန်းကြီးတွေကဈေးနှစ်စီးကြားမှာရှိသည်ဆိုတော့လေလေးတစ်ထိုက်အပေါ်ဆုံးအလွှာမှာနေတော့ကျမအဖို့ဈေးကိုချက်ချင်းထသွားဖို့ရာကမလွယ်ကူလာပါဈေးနှစ်စီးကြားဆိုတော့လေကျမတို့နေခဲ့သောကုန်နံပါတ်စနစ်ကတော့တောင်ဈေးမြောက်ဈေးနှစ်စီးစလုံးနဲ့မဆိုတလောက်ဝေးတာလဲပါတလို့ကျမကိုယ်တိုင်ကလေးတစ်ထိုက်လှိကက်ထစ်90လောက်ကိုတက်ဟဲဆင်းရဲလုပ်ဖို့ဝန်လေးတာလဲပါလိမ့်မည်တောင်ဘက်အရာထွန်းဈေးသွားလို့လင်တိုက်တန်းရှိကြီး9တိုက်ကိုကြော်ဖြတ်ရမည်မြောက်ဘက်မူကောင်းဈေးကိုသွားကျင်ရင်တော့တာပေါင်ရိုးလမ်းပေါ်ကတဆင့်ဈေးအရောက်နိုင်ဝက်စာလောက်တဆန်တရားရှောက်ရသည်ဈေးစင်းတောင်ကြီးဆွဲပြီးအသွားကြောသွားနိုင်သည်ဆိုအောင်တော့ဈေးဝယ်အပြတ်မှာဒီခီးကိုချေမရှောက်နိုင်တော့ဈေးထိတ်ကစိုက်ကတစီမငားမဖြစ်ငားရသည်စိုက်ကားက200အသွားရောအပြန်ရောဆိုရင်400ဈေးပြန်စီလို့ကုန်တင်ငွေ200ဆိုရင်ကြက်ဥလေးလုံးရသည်ဖျားပန်းဝဝဆာဆာထိုးနိုင်သည်ဟင်းတီဟင်းရွက်ဖောဖောတီတီကြီးဝယ်နိုင်သည်စိုက်ကားစီရတာနှမျောစရာဒီတော့လေတက်နိုင်သမျှကျမကိုယ်တိုင်ဈေးမတော်ဖြစ်တော့ပဲအခန်းနီးနားချင်းတွေဈေးအသွားမှာဈေးပိုးပေးပြီးလူချင်တာမှာရသည်ဈေးကိုကိုယ်တိုင်မရောက်နိုင်တော့လေမြင်ကမတ်တက်စိတ်ကူးတက်ရာထွေရာကလေးတွေမဝယ်ဖြစ်မစားပြီးဈေးထဲမှာဘာတွေပေါ်နေမှန်းမသိဘာတွေဝယ်ချင်စရာရှိမှန်းမသိလူကြုံနဲ့ဈေးမှာလိုက်သည့်ဟင်းချက်စရာကိုသာကောင်းမကောင်းချက်စားယုံတာဈေးထဲမှာဘာတွေပေါ်နေပြီလဲဘာတွေလှိုင်နေပြီလဲဘာတွေဈေးတက်လို့ဘာတွေဈေးချိုတယ်လဲဘာကလေးတော့ဖွေရစားလို့တင့်တော်မလဲမနက်ခင်းမိဖို့ကြောင့်စိတ်ကူးတွေကျမမှမရတော့အိမ်ကြီးချင်းကိုမှားရတာဆိုတော့ကိုမှားတာပဲပါတာမဟုတ်လားတကယ်တော့ဈေးဝယ်ရမည့်အလုပ်ဆိုတာပျော်စရာလဲကောင်းညံကစားခွင့်လဲရသည့်အလုပ်ဟုကျမတခါတွေးမိပါသည်ကိုမလက်ထိလက်ရောက်မသွားနိုင်တော့ဒီအခွင့်အရေးကိုကျမဆုံးရှုံးခဲ့ရတာကပဲတိုက်တန်းမှာနေထိုင်ခဲ့သည့်3နှစ်ကျော်4နှစ်နီးပါးကြာခဲ့သည်လုံးဝမရောက်တော့တာမဟုတ်ဖြိုးဖျောက်မလွဲမကင်းတာရောက်ရတာရှိတော့လေအရောက်ကျဲသည်ဒီတော့ဈေးနှင့်ကျမဝေးနေရသည်ဆိုပါတော့အခုတော့ဈေးနှင့်နီတော်မျိုးတင်မှာမဖြစ်မနေကိုကျမဈေးသွားခွင့်လေးရှိရကြုံရတော်မီကြိုတင်တွေးတော့စိတ်ကူးရင်တာလေးတွေတလေကြီးဖြင့်ကျမပျော်နေမိသည်
မြို့တိရောက်ကကလေးကိုရောက်လာရပြီဆိုတော့ဈေးချင်းတောင်ကလေးဆွဲကကိုယ်တိုင်ဈေးဝယ်ခွန်ကလေးရဖို့တာကျမစိတ်ဆောနေမိပါ၏အခန်းနေထိုနေ့မနက်ကကျမတို့တာအမိသားဖာ3ယောက်ဈေးတို့ထွက်လာခဲ့ကြသည်ကျမခင်မွန်းတဲ့ကကလေးချီရင်ဈေးမုံကလေးစားရင်ဈေးကလေးတို့လိုက်ကြည့်ချင်တဲ့မိသားစုတစ်ပြောတစ်ပါးဈေးသွားရတာကြည်နူးစရာတော့အကောင်းပါကျမကတော့ကျမလက်များဖြင့်ဝေးနေခဲ့သည့်ဈေးချနောင်ကလေးဆွဲကဝေးလိုက်ချက်လိုက်မဟဲဆိုသည့်စိတ်ဖြင့်ခြေလန်းတွေတွက်နေခဲ့သည်ဈေးချနောင်ကလေးကိုလက်ကဆွဲရင်ကျမငယ်ငယ်ရွာမှနေခဲ့ရစဉ်ကကလေးတဘာဝထမင်းအိုတန်းဟင်းအိုတန်းကစားခဲ့ရပုံကိုဖြတ်ခနဲတတိရလိုက်မိသည်ဒီလိုပါပဲကလေးစကစားစရာဝါချန်တောင်ခါတိန်ကလေးကိုဆွဲပြီးကျမငယ်ငယ်ကဈေးဝယ်ထွက်တန်းကစားခဲ့ဖို့သည်ဒီတုန်းကရွာမဆွေမျိုးသားချင်းအဖော်မတွေနဲ့ရွာခရိုးတော်ဆက်ကိုကျမတို့ဈေးဝယ်တွက်ကြခြင်းဖြစ်သည်ရွာခရိုးဆက်မှာအလေးကျပေါက်နေတတ်သည့်အရွယ်အတီးကလေးတွေကိုဆွတ်ပြီးဈေးကျင်းနာမဲ့ထဲသည်ပါဇက်ကလည်းလူကြီးလူကျဲလုပ်ပြီးဈေးစကားနာစကားစကားကြီးစကဲကျဲတွေပြောရတာကိုကအရာသာတစ်မျိုးပဲအမေကြီးတို့တို့ဈေးတွားရင်ပြောကြတာမျိုးဈေးဝယ်ကြတာမျိုးဈေးစစ်ကြတာမျိုးဈေးဝယ်ပန်းလို့ညီးတာမျိုးတွေလိုက်တူပြောကြခြင်းဖြစ်သည်ကိုလူကြီးလောက်တန်းကစားရတာကိုပင်ခုံမင်းနှစ်သက်စရာအောင်မိခဲ့မိတီကောအသက်တွေမြမြန်ကြီးကျန်လှပြီဈေးတွားကျန်လှပြီဈေးချနောင်ဆွဲကစုံစီနှစ်ဖာဝဲကျန်လှပြီဈေးတွားတာများဘာညီးစရာရှိလို့လဲအမေတို့များညီးလိုက်တာဈေးချနောင်ဆွဲရတာကိုပင်မနိုင်ဝန်ထမ်းလာရတာကြလို့ကျမငငယ်ကအမေဈေးပြန်ခန်းစားမှုကိုပင်အမလို့အမရဖြစ်ခဲ့ရသည်အိမ်ကောင်ရင်မကြီးပင်ရိတ်မှမနှက်ခင်းဆိုရင်ကျမတို့ကလေးတွေစုကြပြီထမင်းအိုတန်းဟင်းအိုတန်းကစားဖို့ပြင်ကြပြီအမကြီးရေဈေးသွားရအောင်လေအိမ်မှာချက်စရာကုန်နေပြီဒီနေ့တော့စက်သားလေးဝယ်မယ်ခရမ်းညံတီရောအာလူရောငှက်ချောက်ရောအများကြီးဝယ်ကြမယ်နော်အေးသွားမယ်လေရော့ညီမလေးကချင်းတချင်းဆွဲခဲ့ဟိုအမကြီးတွေရောဈေးလိုက်မှာမို့လားအတူတူသွားရအောင်လေကျမနဲ့ကျမကစားပေါ်မြပူကတတွေမိဆွဲနဲ့မေပုံကတတွေပုံမှန်နဲ့ဒေတာကတတွေဈေးစံတောင်ကလေးတွေကိုကိုစီဆွဲရင်ရွာကျိုးဆက်အလေးကျပင်တွေပေါက်ရဈေးကိုဈေးဝယ်ထွက်ကြရတာအမို့ရွာကျိုးဆက်ရောက်တော့ကိုစိတ်ကူးရရလူကြီးလူကျေစကားတွေပြောကြရင်အလေးကျပင်တွေကအတီးတွေအရွက်တွေတပြောတပါခုကြသည်ဟောဒီမှာပေါက်သီးတွေဟေးပေါက်သီးတွေကခရမ်းချင်တီပေါ်ဟေးခရမ်းချင်တီတပိတ်တာဝဲမယ်နော်မမရအောင်ခုကြခရမ်းချင်တီကတပိတ်တာဘလောက်တုံးဟာ120 100ပဲထားလိုက်ပါပိတ်တလုံးယူမှာလို့ဒီတော့ကကျမမမိတလောက်ကျမတို့ရွာမှာခရမ်းချင်တီတပိတ်တာမှပေးရမှတစ်ချက်ရော့လင်ပြား80လောက်ပဲရှိမည်ထင်ပါသည်တိုးတော်ဈေးဝယ်တန်ကစားကြတာဆိုတော့ကျမတို့ကကိုပစတဲ့ရှိတာပြောချင်ရပြောနေကြတင်တာဖြစ်၏ကျမတို့ချင်းအောင်ကလေးတွေချင်းပေါက်တီးတွေမောက်နေအောင်ခုထဲကြသည်ပစံအဖြစ်အင်ကောင်းရင်ကအလားဆိုင်ပုံရိပ်ပင်အရွက်တွေကိုသုံးကြသည်ပုံရိပ်ရွက်တွေကိုငွေ30တက်မှတ်ကငွေစက်ကူတွေလိုဟန်ပါပါရေးတွက်ပြီးပေါက်ချုံတွေပေါ်တင်ခဲ့ကြသည်ပေါက်တီးများကိုမှမဟုတ်ပါကျမတို့စေချင်တောင်းထဲမှာမူးနှံရွက်တစားပူကြီးအားကြီးကျန်ဖောင်းရွက်တရုံမကြီးသည့်ခွေစသည်ဖြင့်အညာကြီးလက်ဒေတာတွေမှာလွယ်လွယ်တကူတွေ့ရနိုင်သောအသီးအရွက်တွေချင်းတောင်းနှင့်အပြည့်အသိခုကြဆွတ်ကြသည်ဒါတွေကလည်းဟင်းချက်စရာအမေများသာဖြစ်သည်လက်ထဲမှာဆုပ်ယူလာခဲ့သည့်အိမ်ဆိုင်ပုံရိပ်ရွက်တွေလည်းကုန်ဈေးချနောင်ကလေးလည်းပြည့်ပြီဆိုရင်တော့အိမ်ပြန်ခဲ့ကြပြီညီအိုးပုတ်ကလေးတွေနဲ့ထမင်းဟင်းချက်တန်းကစားကြသည်ဈေးသွားရတာမိုးလိုက်တာအမကြီးရဲ့ကျုပ်ကတော့လက်ထဲပါတဲ့ပစံကုန်တာပါပဲတော့ဆံဝဲသွားတဲ့လူတွေမလားကြသည်ဘူးလားသူတို့ကလည်းကြားလိုက်တာဈေးဘွားကကြီးတော်များဆိုင်သွားကြတာကိုအေးရဲ့ကျမနဲ့မောင်နှမဝန်ခွဲဖို့ထောင်တို့ညွန့်လွန်တို့ကိုရွာတောင်ပိုင်းကပါကြီးများလွှတ်ဆက်ယုံရှိမှပုံထားတဲ့လွှတ်စာမှုတွေတွားကြုံခိုင်းပြီးဆန်အဖြစ်ကျမတို့ထမင်းချက်တန်းကစားခဲ့ကြတယ်လွှတ်စာမှုကိုရေနဲ့စေမိမပါတော့မိခိုခွင်ခဲသုံးလုံးပေါ်တင်ကထမင်းချက်ကြသည်ခုလာသည့်တတိတရွက်တွေကိုတင်ပြင်းပြီးစင်ငုပ်စင်ကလေးတွေထဲထောင်ပြီးဟင်းချက်ကြသည်ပကန်းနဲ့ထွက်သည့်မြေထဲမိဖို့ကြောင့်ပုံကစားစရာလေးတွေကလည်းပေါ်တီကိုမွေးလိုက်တာနော်ထမင်းတောင်စားလာပြီတော်မီဆွဲတို့အိမ်ကဘာများချက်ကြတာတော့ဟောသားနဲ့တဲတီကြောင့်နဲ့ချက်တာလေအမကြီးတို့ကဘာချက်တော့ကျတို့ကအမေသားတွေရလိုက်လို့
ဘူးဒီနဲ့တပွန်းချက်မလို့ငှက်ပိရီနဲ့ဖြောအောင်မှာတွေးစရာတွေနဲ့အစုံပဲဆွလန်းဖို့တောင်နောက်ကျနေပြီလားမသိပါဘူးမြန်ချက်မဟောတော့ဟင်းချက်မဲလုံးမှာစီကုန်နေပြီစီကလေးတမုံလောက်ချိပါအောင်အမကြီးရဲ့စီကလေးမခတ်ပါနိုင်ရွက်တွေကိုကျိတ်လိုက်ရင်ထွက်လာသည့်ပြစ်ချွတ်ချွေအကြီးများကကျမတို့အတွက်စီဖြစ်သည်စီစည်းကခေါင်းခိုက်နေတာဒေါ်မေပုံရဲ့ကြီးကတော့မချိနိုင်ဘူးသုံးဖို့လောက်ဝေချင်ရင်တော့နည်းနည်းပပရောက်မှာပေါ့တပိတ်တာဘလောက်တုံးတော့1000ပေါ့ရှင်စီကျိတ်ရတာလွယ်တာမဟုတ်ဘူးဒီမှာဖြင့်လက်မောင်းကိုအောင့်လို့လေကျမတို့ဘာသာလူကြီးလူကျယ်ပြုတ်ပြီးကျမတို့ဘာသာပင်ရီကြမောကြသေးသည်နိုင်ရွက်တွေကိုတိုင်ခံကျိတ်နေရတော့မြဘူးကလက်မောင်းကိုဆန့်ထုတ်ပြရင်အညောင်းဖြစ်ပြပုံကိုကြည့်ပြီးကျမတို့ရှိကြခြင်းဖြစ်၏သို့တော့ကျမတို့ရှိတမ်းများကိုရင်းနှီးချမ်းတောက်ရာကလှမ်းဟောက်လိုက်တော့အပါဤအတန်ကလွှမ်းမိုးသွားပါသည်ဟက်ကလေးတွေမအူးမချွတ်ပြကတဲ့ဘာမဟုတ်ကဟုတ်ကတွေပြောဆိုနေကြတာလေငါထိုက်ရရဘာညမှတ်လို့လုံးပြတပင်တဲ့စကားကလေးစကားအယူစကားတွေအတိတ်တဲ့နမိတ်တွေအကောက်မလို့ရိုးဆိုကြဆိုသည့်အပါဤစကားအတိတ်ပဲကိုကလေးဘဝတုန်းကတော့ကျမနားမနေတတ်ခဲ့ပါကျမတို့ကလေးများထမင်းဟင်းချက်တန်းကစားရမှာဘာများမယိုးသားတာပါလေဒီတုန်းကစီတပိတ်တာမှ15ချက်လောက်ပဲရှိမိကျမတို့ကတော့ပုံရရွက်ပတ်စံတွေဆိုတော့ကိုပစက်သေးရှိရာဈေးလုတ်ပြောခဲ့ကြခြင်းသာဖြစ်၏များတာနေတာမသိအတိတ်တွေနမိတ်တွေနားမလဲရွာမှာပုံရပင်တွေအိမ်တိုင်းလိုရှိကြတာဆိုတော့ခူးပါလေခူးနိုင်သမျှပတ်စံများခူးနိုင်ရင်များချမ်းသာများဝေနိုင်ချမ်းနိုင်ဒါကိုအဖကငေါက်တော့ကျမတို့ကောင်းကလေးတွေပုနေရတော့တယ်ကျမငငယ်ကအကြောင်းတွေကိုဈေးသွားရင်ခင်မွန်းတဲ့အားပြောပြတော့ရှိပါသည်သူတို့ငငယ်ကတော့တွေ့ပကံကွယ်ဦးချံကွယ်ကြောက်တမွန်ကွယ်တွေကိုပတ်စံအကျွေလုပ်ကြတဲ့ရှေးလူကြီးတွေကအတိတ်နမိတ်တပေါင်းစနီးတွေတိတ်ယုံကြည်ကြတာမြောက်တပေါင်းတောင်နမိတ်ဆိုတာကိုတိတ်ပြောတတ်ကြတယ်ရိုးတသားအပတ်တကုတ်နေထိုင်စားတောက်ကြသူတွေဆိုတော့ကလေးစကားကိုအတိတ်ပဲကောက်တဲ့အခါမင်္ဂလာမရှိဘူးလို့တွက်ကြတာပေါ့ကျမငငယ်ကအကြောင်းအရာအဖြစ်အပျက်အပေါ်မှာခင်မွန်းတဲ့ကသူ့သဘောထားကိုပေးသည်အခန်း3ကျမတို့ပြောင်းလာခဲ့သည့်မြို့သစ်အိမ်ကနေအရှိလန်းအတိုင်းထွက်လိုက်ရင်ဘုံကြီးကျောင်းဝင်းကြီးရှိသည်တဖန်ထိုဘုံကြီးကျောင်းဝင်းကြီးကိုဖြတ်ထွက်လိုက်ရင်ဈေးကြီး၏အဆွေဈေးတန်းကလေးကိုဘွားကနေတွေ့ရမယ်ဖြစ်သည်ဈေးအနောက်ထိပ်ကြောက်လန်းရှိကြီးတလျှောက်ပြန်ကြပန်းခင်းရောင်းကြသောတောတဲ့ခေါ်ကြသည့်အသည့်အရွက်တွေတပုံတပင်ဝဲချင်စရာကောင်းလောက်အောင်ပြည့်နှက်လို့နေသည်ရှားတီစားတဲ့တီးတဲ့တွေကတော့မျက်စိတဆုံဈေးဘဝကိုရောက်တော့မြို့တစ်ပတ်ဝန်းကျင်ရက်ွက်တီကဈေးဝယ်တွေကိုမနေတိုးရတော့၏မြို့တစ်ဈေးကြီးကအစီသားဟာဟုတ်ပါနော်စုံနေတာပဲဈေးကြီးကကျမတို့စိတ်ကူးနဲ့ထင်ထားသည့်ထက်ပိုပြီးစီကာမြိုင်ဆိုင်ရှိလွန်းလာသည်အသားငါးယုံကြီးတွေဆိုတာများဇက်ယုံကြီးနှစ်ယုံစာမကပါပေါ်လိုက်သည့်ငါးတွေဆိုတာလေများစုံလေစုံငအုံတုံငပတ်ငခုငမြင်းငကျင်းတီလာပီယာပြီးတော့ပစွန်ကြော့ကြီးပြီးပစွန်ထုတ်ကြီးပြီးတကယ်ကိုဝေချင်စရာပတ်စံပေါ်နဲ့ဝေလိုက်ရလို့တော်လားချက်သားတွေကရောမြမကျက်ယူမလားစီပီချက်ခေါ်သည်ဝင်းမြူရစ်ကျက်ယူမလားဒီဘက်မှာမရနိုင်လောက်ဘူးထင်သည်မြင်ငါကလေးတွေတောင်ရှိသည်မြင့်ငယ်မြစ်ဖက်ကလာတာတဲ့ဈေးတန်းကြားဈေးဝယ်လမ်းချင်းကလေးချင်းကြိတ်တိုးနေသည့်ဈေးဝယ်တွေကိုကတိုးမပေါက်ကျမမှာကလေးတစ်ဖက်နဲ့မှုဈေးဆိုင်တကားဆုံးအောင်ပဲမကြည့်နိုင်ပါမျက်စိထဲတွေ့ရကိုကပြာကတိဝယ်ရသည်အသည့်အရွက်တွေလည်းလက်ဆက်လန်းလို့ကော်လို့ဈေးမပေါ်လှတော့လဲအမျိုးတူရောင်းသူများတော့ကောင်းတာရွေးနိုင်သည်ပစ္စည်းကလည်းလူချင်တာအကုန်ဆုံးအောင်ရနိုင်သည်မို့တရုတ်ဟင်းချက်စားခြင်းသလားကလာဟင်းချက်စားခြင်းသလားရှမ်းဟင်းချက်စားခြင်းသလားဒေတာစာတွေလည်းရှိသည်ကျမမမောနိုင်မပန်းနိုင်လောဘတကြီးစည်းဝေးတာကိုကြည့်ပြီးခင်မွန်းတဲ့ကဘာတွေတွေးနေသည်မသိပြောင်းရောင်တန်းနေသောသူ့မျက်နှာကိုကျမလှမ်းအကဲခက်လိုက်မိပါသည်စုံလောက်အောင်ဝေချင်အပြီးဈေးချောင်းပြေလို့ပြေခင်ဖြစ်သွားတော့မှဈေးဝယ်ရက်ကဈေးမုံတန်းမှာမှာစားကြသည်မုံတယ်တွေကလည်းများမှများဈေးရုံထဲမှာထမင်းဆိုင်ရှိသည်လက်ဖက်ရည်ဆိုင်ရှိသည်ခောက်ဆွဲတုပ်ဆိုင်မွဟင်ကားဆိုင်ရွှေရင်အေးဆိုင်တွေကတော့ရှောင်းလို့ပဲမလွတ်ချင်းစနွယ်မကင်ကြောက်ကြောရောင်းသည့်ဆိုင်တွေလည်းရှိသည်ကျမတို့နှစ်ယောက်ခောက်ဆွဲတုပ်စားနေစမှသမီးကအိတ်ချင်စိတ်ဖြင့်ခေါင်းထိုးကားကြီးကြလေတော့သည်
ခောက်ဆွဲဖို့ရှင်ပြီးအိမ်ပြန်ဖို့ပြင်ရပြီပြန်ကြစို့လားပြန်ယုံမေးရှိတော့တာပဲကွာမင်းချင်အောင်နေနောက်ထပ်ထည့်စရာမှမကြံတော့တဲ့ဟာဈေးကအပြက်လန်းတစ်လျှောက်လုံးဈေးအကြောင်းတွေကြီးပြောပြပြန်ခဲ့သည်ဈေးဝယ်ကောင်းတဲ့အကြောင်းမူချနာရီအကုန်ရနိုင်ကြောင်းတာငါကအစားဟင်းတီဟင်းရွက်အစုံပေါ်ပေါ်မြများလက်လက်ဆက်ဆက်ရှိသည့်အကြောင်းဈေးချိုစီမြို့ထဲဈေးတွေထပ်ပင်ဈေးတင်တော်တဲ့အကြောင်းတော်ယုံတန်ယုံပစ္စည်းမြို့ထဲသွားဝယ်စရာမလိုတဲ့အကြောင်းအိမ်ရောက်တော့ကျမဝတီအတိုင်းဈေးပိုးတွက်ချက်ကြည့်မိသည်ဒါကလည်းကျမအကျဉ်ဘလောက်ပဲဝဲစရင်တို့တာစရင်မှတ်တာဝါသနာပါသည်ကျမစီချင်အောင်ကလေးကဘာမှတာမဟုတ်ဘူးထင်ရတာ1000တန်9ရက်လောက်ထွက်ခဲ့ပါဘကောစီတပိတ်တာကို1800စက်သားရှိချိုးကလေးတချို့တောင်မှ1200ဆိုတော့ဒီနှမျိုးပေါင်း3000ဈေးဘိုးကိုအပြန်ပြန်အလန်လန်တွေ့ရင်ကျမဈေးချင်အောင်ကလေးကိုသာငေးမောကြည့်နေမိပါသည်ဘာပဲဖြစ်ဖြစ်ကျမကိုယ်တိုင်ကိုကြဈေးသွားပြီးဝယ်ခွင့်ရတာကိုပဲကျမပြောပါသည်ကိုလိုချင်တာကိုဝယ်နိုင်ခွင့်ရဖို့ကိုသာမျှော်လင့်မိပါ၏မနေ့တနေ့ကတော့မြစ်စိတ်ကန္နာပတ်မှနေတော့ကျမတူမကလေး2ယောက်ကိုကျပမောင်ကဆိုင်ကဲနဲ့လာပို့သည်ကျောင်းမဖွင့်ခင်ညအိမ်ညနေလာလေကြာခြင်းဖြစ်သည်ကလေးများပြီးရောက်သည်ဆိုကြတဲ့ကဆော့လိုက်ကြတာတောင်းတောက်လို့ကျမတို့အနောက်ဘက်အိမ်နီးနားချင်းအိမ်ကရွက်တူမင်းကလေး2ယောက်နဲ့ပေါင်းပြီးတော့လေးဦးသာမိုးပြန်ကုန်ကြတော့၏မနက်စောစောအိမ်ရှိကွက်လက်မှာဘောလုံးပုတ်တန်းကစားကြသည်နေ့လည်နေဘူးချင်းရောက်တော့အိမ်ရိတ်ခိုကဈေးရောင်းတန်းကစားကြလေသည်ဈေးရောင်းတန်းဆိုသည့်ကစားနည်းကခေတ်အဆက်ဆက်တိမ်ကောမသွားပါလားကျမအိမ်ထဲမှာစာဖတ်နေတာမို့တို့ကစားကြတာတွေကိုမမြင်ရတော့လဲကြားနေရသည်အင်းလေဈေးရောင်းတဲ့ဈေးဝယ်ဆိုတာကလေလူတွေရှိနေတဲ့၍ရှိနေမှာပဲမဟုတ်လားအန်ဒီကျမတို့ကအတုပ်ဆောင်ရောင်းတာနော်လာဝယ်လက်အောင်ဟုတ်လားဘာအတုပ်တွေများရောင်းတာတော့အမကြီးရဲ့လက်ဖက်တုပ်ဂျင်းတုပ်လည်းရတယ်ရှောက်တီးတုပ်တို့မြင်းခွာရက်တုပ်တို့လည်းရတယ်ဟင်းခါပါပေးတာပါရှင်တပွဲဘလောက်လဲရှင်တပွဲ1000လီဈေးကြည့်လိုက်တာကဲပါလိရှောက်တီးတုပ်တပွဲပေးပါရော့ပတ်စံဈေးမကြည့်ပါဘူးရှင်ရှောက်တီးကတော်တော်ပစံချောက်ကထည့်ရသေးတာကိုအမကြီးရဲ့ကျမတို့ငငယ်တုန်းကလိုပဲသူတို့လည်းစော့ကြတာပဲလားမင်းကလေးတွေဆိုတော့လေအိုးပုတ်ကလေးတွေခွတ်တူခွက်စားကလေးတွေနဲ့ဈေးရောင်းဈေးဝယ်ထမင်းအိုးတန်းဟင်းအိုးတန်းကစားတာဝါသနာပါကြပုံရသည်ဟောတိကဈေးတယ်လေလာပါအောင်ရှင်ဘာရီရောင်းတာလဲ TV ရောင်းတာအလိုဘယ်နဲ့ဟာပါလေ TV ကိုကောင်းရက်ပြတ်ထိုးဈေးအော်ရောင်းကြတာလေသူတို့ခင်နဲ့သူတို့ပစ္စည်းဟုတ်တော့လေဟုတ်တာကျမတို့ငငယ်ကနေတော့ဘယ်တူနိုင်ပါလိမ့်မလဲလို့လဲတွေးနေမိတယ် TV ကဘလို့ရောင်းတာလဲရှင်တလုံးကို9သိန်းထားပေးမယ်နိဟောရာကရေခဲတတာနဲ့အဝတ်လျှော်ဆက်ဂျိုလူစလောင်းဖန်းဆက်လဲပါတယ်ကဲ TV တလုံးပေးရေခဲတတာတလုံးနဲ့ပေးရှော့ပတ်စံတင်းနေရမှာပင်သူတို့ပြဿနာတက်တော်သည်ပါဇက်ကပတ်စံတွေရှိတွက်ရင်ညင်းကြခုံကြစုပွဲလိုနေသည်ကျမကိုယ်တိုင်ကသူတို့ကစားစရာအိမ်ရိပ်ကိုထွက်လာခဲ့သည်ချင်းစည်းကွေစကုတ်ဘူးခွန်တီက TV တဲ့သူတို့ကမှဟုတ်သေးတော့ရှေ့မှာလေပတောက်ရက်တွေရေးကြတွက်ကြလို့တရွက်ကို1000ဆိုတော့10ရွက်ကို1000ရှော့ဒီမှာ9သိန်းရေးကြည့်အောင်အိမ်ရှိပတောက်ပင်မှာတော့လှမ်းမိသမျှခိုင်းတွေပြန်ပလင်းခါကုန်တော့ဤသူတို့ကစားပြီးတော့ကျမမှလှည့်လိုက်ရတဲ့ပတောက်ရက်တီအမိုက်ချနောင်းတစ်လုံးအပြည့်သူတို့ဈေးချနောင်းလောက်ကစားကြတဲ့တွတ်အိတ်တွေဆိုတာကလည်းမြင်ရမကောင်းမင်းဈေးမတော်ပြန်ဘူးလားတရွက်ကကလေးမှာ3လလောက်နေတိုင်းရလာတော့ကျမဈေးသိမ့်မသွားပြတော့ပါဈေးတစ်ခါသွားလျင်5-6ရက်စာဝယ်ပြီးရွှေကဲတတာထဲမှာပဲထည့်ထားဖြစ်တော့သည်တခါတရံအင်းနီနာချင်းတေးဈေးသွားချိန်မှာလိုတာလေးလမ်းမှာတာမျိုးတော့ရှိသည်ခင်မွန်းတဲ့ဤခက်တဲ့ထိအမီကိုကျမကဘာမှပြန်မဖြေပဲနေလိုက်သည်သူဘာတိတာမှတ်လို့ချက်ပြီးရင်စားဖို့ပဲတီတာကျမကိုယ်တိုင်လက်ထိလက်ရောက်ဈေးဝယ်ဖို့စိတ်ကူးရင်ခဲ့တော့မြို့တစ်ဈေးကိုမရောက်ဖြစ်တော့လေကျမဈေးချနောင်းကလေးတီလေမိဖို့ဆောင်တန်းချိန်မှာငုတ်တုံငိုင်းနေရတာကြာပြီကျမကတော့အိမ်ရှိဘလောက်ပင်ကလေးကိုပဲငေးနေလိုက်မိပါသည်ဈေးချနောင်းခင်ထူး